sequence တွေကိုအမတို့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ pattern တွေချပြီးတော့မှညှက်ပြီးတော့မှဒီရဲ့sequence လေးတွေဖြုတ်ပြီးတော့မှချုပ်နေတဲ့သူတွေရှိတယ်ဆိုရင်အကိုမကပညာဒါနတစ်ခုမျှဝေပေးမှာပေါ့နော်ဒါကတော့ဒီလိုမျိုးအလှ sequence လေးတွေဆိုရင်ပုံလဲမပြတ်ဖဲနဲ့ဘယ်လိုချုပ်လို့ရတယ်အယုတ်တယုတ်ရှိုံနဲ့ဘယ်လိုမျိုးအမတို့ design ဖော်လို့ရတယ်ဆိုတဲ့ဟာကိုအမပညာဒါနပေးမယ်အဲ့တော့ဒီလိုမျိုး sequence တွေကိုအမတို့ပုံမပြတ်အောင်လို့ချုပ်နည်းကိုပြပေးပါမယ်အဲ့ဒါဆိုရင်ကြည့်လိုက်ရအောင်နော်ဒီမှာ sequence ကိုဒီဟာဆိုတော့ထောက်ကိုထိုးမှာမလားထောက်ကိုထိုးမှာအောင်တော့ထောက်ကလည်းထိုးခြင်းနဲ့ sequence ဆိုပုံမှန်ဆိုရင်တို့ကဒါတွေကိုဒီရဲ့ရင်လုံးတွဲတဲ့နေရာတွေမှာဘာလုပ်လဲညှက်ထုတ်ပြီးတော့မှ sequence တွေဖြုတ်ပြီးတော့ချုပ်ကြရဲပေါ့နော်အခုဒီဟာမှာကျတော့မတို့အဲ့လိုမချုပ်တော့ဘူးဆိုတော့အခုဒါလေးကိုမတို့ကဘာလုပ်မလဲဆိုတော့ဒီထောက်ကိုဖျောက်ချင်တာနော်ထောက်ကိုဖျောက်ချင်တာဆိုတော့ဒီထောက်ကြီးကိုဒီလိုမျိုးညှက်ထုတ်လိုက်လဲရတာပေါ့အဲ့ဆိုရင်မတို့အဲ့လိုညှက်ထုတ်လိုက်တယ်ဆိုလို့ဆိုရင်လည်းဘာဖြစ်သွားမလဲဒီနားမှာချုပ်ကြောင်းလိုမျိုးပေါ့နေမှာအဲ့လိုမလိုချင်ဘူးနော်အဲ့လိုမလိုချင်ဘူးဆိုတော့မတို့ဒီမှာ sequence မှာဆိုဒီမှာအလှလေးတွေပါတယ်ဟုတ်လားနော်အဲ့တိုင်းလေးကိုမတို့ကဘာလုပ်မလဲဆိုရင်ပုံဖော်ရမှာနော်အဲ့တော့ပုံဖော်ရမှာဖြစ်တဲ့အတွက်ကြောင့်အမလိုချင်တာလေးဒီနားပွိုင်ကိုလိုချင်တာနော်လိုချင်တာဖြစ်တော့အမတို့အဲ့တိုင်းလေးကိုဘာလုပ်မလဲဒီကပြီးတော့မှသူ့ရဲ့အလှအနာသားလေးတွေအတိုင်းညှက်မယ်နော်သူဒီမှာပန်းပွင့်လေးသွားတယ်မလားဟုတ်ကဲ့အမဒီမှာလေဒီဘက်ကစာအနာကိုဒီရဲ့ဒီအပွင့်လေးတိုင်းပုံသေးယူလိုက်တယ်နော်ဟုတ်ကဲ့တွေ့လားယူပြီးသွားပြီဆိုရင်အခုဒီဟာကဒီလိုမျိုးဒီလိုသွားမှာနော်သူ့ရဲ့အကွေဟုတ်တယ်သူ့ရဲ့အကွေဒီဟာလေးတိုင်းအောင်ဒီလိုမျိုးပြန်ချမှာအဲ့ဒါအောင်မတို့ကပင်အထိုးမယ်နော်ပင်အထိုးမယ်ဆိုတော့အခုဒီမှာဒီရဲ့ဇာကအကွေလေးကဒီနားလေးမှာဆိုသူနဲ့အလိုက်တင်လေးဖြစ်သွားတယ်လေအဲ့တော့မတို့အဲ့နားလေးကိုသူ့ရဲ့ခြီလေးနဲ့ဒီစီးကွင်းအတိုင်းလေးပဲပြန်ပြီးတော့တုပ်လိုက်မယ်ဆိုရင်နော်တုပ်လိုက်မယ်ဆိုရင်သူကချုပ်ရလေးပါသေးလားပါတော့เนาะပုံမှန်ဆိုမတို့အဲ့နားမှာချုပ်ချောင်းလေးပါတယ်လေဟုတ်တယ်မလားအဲ့တော့အခုဒီမှာဒါကိုဒီလိုထက်ကြည့်မယ်ဒီလိုထက်ကြည့်မယ်တကယ်လို့ဒီအပွင့်ကနည်းနည်းကျဲတဲ့ဟာပေါ့နော်အမတို့ဒီအပွင့်ကနည်းနည်းကျဲတော့ဒီမှာတစ်ခုနဲ့ထပ်လိုက်တာတော့ထက်ရလို့ပုံစံမပေါ်ဘူးတချို့အပွင့်တွေမှာတချို့စီးကွင်းစာတွေမှာအရန်ဘာဖြစ်လဲဆိုရင်ပိတ်တဲ့ဟာတွေရှိတယ်ဟုတ်တယ်မလားအဲ့လိုဟာဆိုရင်အမတို့ကဒီဟာလေးကဒီလိုထပ်လိုက်မယ်ဆိုရင်ဒီအောက်ကစီးကွင်းစာလေးကိုပြန်ညှက်ထုတ်ပြီးတော့အဲ့တိုင်းလေးပြန်တင်လို့ရတယ်နားလည်မလားအဲ့တော့အဓိကဒီမှာတော့ sequence ကိုအလှဖော်တာပေါ့နော်အရင်အချိန်ကတော့ဒီနားမှာပြန်တုတ်တဲ့အချိန်လောက်ပဲကုန်တာအရင်လိုမျိုးပိတ်စားတွေတစ်ခါညှက်အောင်နော် sequence တွေတစ်ခါဖြုတ်အောင်အဲ့လိုမျိုးတွေအချိန်တွေမကုန်တော့ဘူးပေါ့နော်အချိန်လဲချွေတာပြီးသားဒီလိုဖြစ်သွားတယ်ပေါ့အဲ့တော့ဒီနားလေးမှာဆိုရင်တော့နည်းနည်းလေးသူကဒီလိုမျိုးလေးဖြစ်သွားတယ်နော်ဒါတော့မှပဲဒီဟာသူ့အကွေးအတိုင်းလေးဒီလိုအကွေးအတိုင်းလေးပြန်ချနော်ဒါဆိုရင်မတို့အဲ့ရဲ့ sequence အတိုင်းလေးတုတ်တာကိုလည်းပြပေးမယ်အဲ့ဒါဆိုရင်မတို့ရဲ့ဒီရဲ့စာကဒီလိုအပွင့်နေရာမှာဆိုရင်တော့ဖယ်ရတော့မှာဒီမှာကြည့်လိုက်ဒီလိုအပွင့်နေရာမှာဆိုဘာဖြစ်သွားလဲမတို့ကနှစ်ပွင့်ထပ်သွားတော့အရင်ထပ်တယ်လို့ဖြစ်သွားအဲ့ဒါဆိုမတို့ဘယ်ဟာကိုဖယ်မလဲအပေါ်ဟာကိုဖယ်မှာပေါ့အောက်ကအစာကဒီထဲထဲကိုဝင်နေပြီးသားလေဟုတ်တယ်မလားအဲ့တော့အပေါ်ဟာလေးကိုမတို့ဒီမှာသူ့ကိုပုံဖော်ပြီးတော့မှဖယ်လိုက်မယ်နော်ဒီလိုလေးဖယ်ပြီးတော့ဒီနားလေးမှာသူ့ကိုဒီရဲ့စီပွင့်လေးအတိုင်းကိုဒီလိုလေးပြန်ပြီးတော့မှထပ်ပြီးတော့ပင်အထိုးပေးရမယ်အဲ့တော့ခုကဒီအားတော့ပုံဖော်နေရနော်ဟုတ်ကဲ့对啦，အဲ့ဆိုရင်မတို့ကဒီနားလေးမှာသူ့ချီရောင်နေတာသူတုတ်လိုက်မယ်ဆိုရင်ဒီဟာဒီလုံးဝချုပ်ချောင်းရမပါတော့เนาะတွေ့လားအမတို့ထောက်ကလေးကလည်းဒီမှာလည်းချက်ချက်ရရမဖြစ်သွားဘူးလားဖြစ်သွားတယ်เนาะအဲ့တော့အခုဒီဟာကိုမတို့ကဘာလေးနဲ့တုတ်မလဲဒီဟာရဲ့ဟိုဟာလေးနဲ့တုတ်မယ်အကောက်ကလေးနဲ့တုတ်မယ်ဒီနားမှာတစ်ချက်ကြည့်ပေးအမတို့စပြီးတော့ဒီမှာဒီနားလေးကိုတေချာရိုက်ပြပေးเนาะစပြီးတော့ဒီမှာတုတ်ရမှာဒီအမတို့ကဒီနားမလားဒီနားမှာစပြီးတော့မှပင်အခဏဖယ်လိုက်တယ်เนาะဒီနားမှာဒီအမားတို့ရဲ့ sequence တွေရှိတယ်เนาะဒီမှာ sequence တွေရှိရတွေ့လားဒီ sequence တွေကိုအမားတို့ကစပြီးတော့မှယူမှာဆိုတော့ဒီ add ဒီမှာစပြီးထွက်တယ်ကဒီနေရာကပြီးတော့စထွက်မယ်
ဘာဖြစ်လို့ထုံးထားတဲ့ဟာရှိသေးတာကိုအချီထုံးထားတဲ့ဟာအချီထုံးထားတဲ့ဟာကိုလည်းတက်နိုင်တဲ့လောက်သေးသေးလေးဖြစ်အောင်လုပ်ပေးရမယ်နော်မမြင်ရအောင်ပေါ့နော်ကဲအဲ့ကပြီးတော့မှအခုဒီမှာဒီရဲ့ sequence အစီတွေကိုပြန်ပြီးတော့သွားပြီးတော့မှအဲ့ sequence အစီရဲ့ကပ်ပြီးတော့မှမတို့ပြန်ကလော်မယ်နော်ဒီမှာဆိုသူ့ရဲ့လမ်းကြောင်းအချီရဲ့လမ်းကြောင်းလေးရှိရဒီဟာလေးတွေမှာဆိုဒီမှာအချီရဲ့လမ်းကြောင်းလေးတွေ့လားအဲ့လိုမျိုးလမ်းကြောင်းတိုင်းဟိုမှာတော့သူ့ဒီအဖက်ကလေးတွေကပြီးပြန်ထွက်အောက်ကပိတ်လဲပါပါမယ်အောက်မှာထည့်ထားတဲ့အုံခွက်တွေပါတော့မထိုးမရဘူးပေါ့နော်ဒီကပိတ်ကိုလည်းယူမယ်ငါတို့စာကိုလည်းယူမယ်ပြီးဒီမှာဘောကျယ်ဘက်ကလေးရပြီးတော့မှပြန်ထွက်နည်းနည်းတော့လက်ဝင်နေဒါပေမဲ့ဒီရဲ့ဟာပို့ပြီးတည်တက်တယ်နော်ချုပ်တာလေအဲ့တော့ဒီမှာဒီကပြီးတော့အဲ့ရဲ့ဇာရဲ့ဘေးနာလေးကဘောကျယ်ဘက်ကလေးရပြီးတော့ပြန်သွားသူ့ရဲ့လမ်းချောင်းတိုင်းလေးပဲနော်ချီတွေတော့အကျဲကြီးတွေတော့သွားပြီးတော့မှယူလို့မယူရဘူးပေါ့နော်အဲ့လိုမျိုးလေးသွားပေးရတယ်ပြီးရင်ဒီနားမှာဆိုသူ့ရဲ့ sequence အစီဖတ်လေးရှိရနော်အဲ့ရဲ့ sequence အစီလေးရပြီးတော့ပြန်ထွက်ပြောမယ်ဆိုဇာနဲ့ပိုးနဲ့ကိုတခါတည်းတွဲချုပ်လိုက်တဲ့ပုံစံမျိုးနော်သူ့ရဲ့လမ်းချောင်းလေးအတိုင်းပဲသွားဒီမှာတွေ့လားဒါဆိုဒီနားလေးမှာအမတုတ်ပြီးသွားပြီเนาะဒါပင်အပ်ဖယ်လိုက်ပြီဆိုရင်ခဏကဒီနားမှာကွဲနေတဲ့နေရာမရှိတော့เนาะမရှိတော့ဆိုအဲ့ဒါလေးကိုဒီနားမှာခြိတုတ်လဲရတယ်လို့မတုတ်ဘူးဆိုရင်အိုက်ကပြီးတော့မှဒီလိုပြန်လာပြီးတော့ဒီရဲ့အကွေးလေးတွေအတိုင်းနော်ဒီလိုသွားပြီးတော့မှဒီနားမှာတစ်ခါအမတို့ပြန်တုတ်တော့မယ်နော်အဲ့ကပြီးတော့မှဒီလိုတုတ်သွားပြီးဒီလိုပြန်သွားမယ်ဒီလိုသွားမယ်ဒီအပွင့်နားမှာဆိုရင်အမတို့ကခဏကညှက်ထုတ်ထားတယ်လေဟုတ်တယ်ဗလားဒီနားမှာညှက်ထုတ်တာအဲ့တော့ဒီကပြီးတော့မှဒီလိုသွားပြီးတော့အဲ့အပွင့်နားမှာပါသွားပြန်တုတ်မယ်နော်အဲ့တော့လက်ချုပ်တုတ်တာဒီ sequence စာပါအဲ့လိုတုတ်ပါတယ်နော်ကိုကဟိုကမဖြစ်ချင်ဘူးဆိုရင်ခြိမတုတ်ချင်ဘူးခြိတုတ်တဲ့အရာတွေပေါ်မှာဆိုရင်တခါတည်းဒီရဲ့အုံကွက်အတွင်းထဲရပြီးတော့မှပြန်ကလော်ထုတ်အရင်မဆွဲနဲ့နော်သူ့ရဲ့ဇာသူဇာရှိတဲ့အတိုင်းလေးပဲသွားရလိုက်ရ